ဟေး ။အိုးလမ်းလိုက်တာကွယ် မလန့်ပါနဲ့ဗျာကိုပါ ။ရှင်ဘာလာလုပ်ပြန်တာလဲ ကိုမင်းဖြစ်မရမချင်းဒီရွာမတော့ ။ဟုတ်ကွယ်ရှင်တော်တော်တုံးပါလား ဟာဘာတုံးတာတော့ ။ဒီနေ့စဉ်းစားကြည့်လေရှင်ကကျမအဖေရရဲ့ရွာထွက်သွားမှာမလား မှန်တယ်လေ ။အဲ့ဒါဆိုကျမနောက်ချက်ကဲမှာမို့တော့ ဟင်မင်းကို့ကိုအဖြစ်ပေးလိုက်တာလား ။ဟိုးရှင်နဲ့တော့ခတ်တော့တာပဲ မခတ်ပါနဲ့ခတ်တာရဲ့ ။ခတ်တာပဲကွယ် ဟာမခတ်ပါနဲ့ဆိုဗျာ ။ဟုတ်ပါပြီမခတ်တော့ဘူး ကိုနဲ့လည်းခဲ့ပါနော်ခတ်တာကိုမင်းကိုလက်ကျွတ်ပါမယ်နော်နော် ။နောက်တိုက်ပြီးတော့လား။ကျမစိတ်ဝင်စားလို့တော့ရေး မင်းညတိုက်တာမကြိုက်ကိုလေလောက်ကြွေးပါမယ် ။ရှင်မလည်းကွယ်ရှိလို့လား မင်းအတွက်တော့ကြိုးစားပြီးဝယ်ရမှာပေါ့ ။နော်စကားတာတက်နေအဟုတ်လား မဟုတ်ရပါဘူးဗျာကြပါရဲ့ခတ်တာရဲ့ခုပဲလိုက်ခဲ့လိုက်တော့နော် ။အာဟာ မအားနဲ့လိုက်မှာလားမလိုက်ဘူးလားမလိုက်ရင်တရွာလုံးညံ့နဲ့ပြတ်တယ်မှာနော် ကမရှိနဲ့ကျမလိုက်ပါမယ်တော့ ပြီးရပဲကျုပ်ခတ်တာကိုခေါ်သွားပြီပြောမကြိုက်တဲ့ကောင်အကုန်ပြစ်တတ်မယ်ကားပြီတကြီးအေးတွားပြီရာသူရာသားတို့ တိုးတိုးပြောပါ ပြောနိုင်ဘူး